ဒီစုသူရဲ့ဒီမှာဘာလဲဆိုတာပြမယ်လားမိုးလေးရွာလို့လာပြောလာဒီမှာဘာလဲဒီတော့ဘာလဲမြင်ရလားအခုပဲလာပို့ပေးတာမိုးရွာလို့ကျွန်တော်ပြမယ်လားလာဝေးအိမ်မှာအာဝူးလေးဝင်လာတာပေါ့နော်အိမ်မှာဒီမှာမီနီမာမီနီမာရှိတယ်မီနီမာတော့အိမ်အမျိုးသားပေါ့သူကစားတော့ပေါက်မျိုးသားလေးနောက်တဲ့ပကောက်ဒီမှာပြပေးမယ်ဟိုဖော်လို့ကျန်လားနေကြိုက်မယ်နော်ခဏလေးနေသားဝါပေလူးရပဲလာပို့ပေးတာမနေ့ကလေးကပို့လာတာပေါ့နော်အဲ့ဒါရောက်လာဆိုတညအိတ်နဲ့အခုချိန်ရောက်လာတာပေါ့နော်မင်္ဂလာပါမင်္ဂလာတော့စလာမင်္ဂလာပါရလာကြောက်သူကြောက်တယ်ရသူတို့တွေကြောက်နေတယ်ဒီမှာပါလို့နော်ဝင်လာတာပေါ့နော်သူကတော့ဘတ်တစ်ပေါင်းခွဲဘူးပို့ခါတော့ဘန်ကောက်နေပြီးတော့ဘန်ကောက်မှာဝင်လာဆိုတော့လေဦးမိုးလေးကျန်းတယ်ကြာရမိုးလေး Oh my god တနေ့ကမိုးလေးရွာတယ်ဒီရှိသူရေနော်အိမ်ရောက်လာကြတဲ့မနာဘူးမိုးလေးရွာတာသူကကြတော့ဘန်ကောက်ကဝင်လာတာပို့ခါတော့ပို့ခါအားလုံးပေါင်း1000ကျော်ဖြစ်သွားတယ်ဒီရှိသူမပြောက်ပဲလားလာကြည့်နေတာလေကေလာဒီမှာသူကအမလေးလာကြောက်တယ်ရောက်ပြလေးကြောက်တယ်ပြလေးတော့မရပါနဲ့ပေးကောင်းတယ်ပြောစဉ်းစားလာတာပင်ကြီးလေးလို့စဉ်းစားတာပေါ့နော်ဒီမှာစစ်စရာကောင်းလားဘတ်တစ်ပေါင်းခွဲပေါ့နော်အရန်လို့ချင်လို့ပြီးတော့ကိတ်ကလည်းသူကခွေးမကိတ်ကအထီးပြောမှဆိုရင်သူတို့ကဆောက်လို့မရဘူးပေါ့နော်ဒီမှာဟိုမှာပြလိုက်ထဲလိုက်မရောလားကဲထဲလိုက်မလားထဲလိုက်မရောကြောင်ဝင်ကဲမပြောလို့မသူစိတ်ဆိုးလာပြီသူမချစ်တော့မှစိတ်ဆိုးလာပြီလာပေလူးနေချီးနေသေးလားမသိဘူးနော်သေးတယ်နော်ဒါနံပါတ်လေးကတော့ဝိုင်းပေးပါကောပဲမှာရေးပေးအောင်ဘာနံပါတ်လေးပေးကောင်းလဲစမစစ်သားရတာပင်ကြီးလို့သူကအမလေးဆိုတော့ဒီမှာပြောသူကမီနီမာဟိုဘာကိတ်ရဘယ်ရလက်ပြီတော့သူကကြတော့နံပါတ်ပါပေးရမလဲစစ်စရာကောင်းလားလို့တပေါင်းခွဲဆိုတော့မြန်မာကဘယ်လောက်ရှိလဲမသိဘူးနော်ဟုတ်လေဒီတော့စစ်စရာကောင်းလားပင်ကြီးလေးပါလို့ရောက်သွားဆော့ဒီမှာကိတ်ကြည့်အောင် तू က45ရက်လောက်ပေါ့45ရက်လောက်ရှိပြီ तू က45ရက်အရက်ဟိုလောက်45ရက်50လောက်တော့ရှိပြီပေါ့နော်အရက်ကတော့မှာ issue တူမှာသွားပြီဆော့ပြီဆော့ကျန် तू မေ့တယ်လားဆော့ပြီကျန်တော့ပဲဆိုလားဘာလို့လဲချီးပါပြီချီးပါပြီစီးပါလားသိပါလားတီရှူပေါက်တာကဲသူတို့နေလို့ရပါတယ်လို့နော်ဒီမှာချစ်ပေးပါအောင်လို့နော်နံပါတ်လေးကတော့ဘာနံပါတ်ပေးမလဲကောမန့်မှာရေးပေးချစ်စရာကောင်းလားပေါ့နော်အောက်ဆင်းကြည့်ပါလေโอเคဘိုင်ဘိုင်နော်ချစ်ပေးပါအောင်လို့နော်လာပြောပြတာနော်သူတော့ပြပေးမယ်ဘယ်လိုနေမလဲဆိုတာ